အမတ်ကြီးဦးပေါ်ဦးညင်ပညာရှိအကျဉ်အပိုင်း15ခဏမှာတော့ဘိုးတော်ဘုရားဘဒုံမင်းဟာနန်းတော်ထဲမှာအနားယူနေတော့အပြင်ဘက်ကခွေးတကောင်ရဲ့အဆက်မဖြတ်ဟောင်းတဲ့အတန်ကြောင့်အလွန်စိတ်နှောက်ယှက်ဖြစ်သွားပါတယ်ဘယင်ကြီးကဒေါသတကြီးနဲ့ဒီခွေးကဘာဖြစ်လို့ဒီလောက်တောင်ဟောင်းနေရတာလဲတွားကြည့်ကြစမ်းခွေးကဘာပြောနေတာလဲဆိုတာငါ့ကိုလာလျှောက်တင်ကြလို့အမိန့်တော်မှတ်လိုက်ပါတယ်အမတ်တွေဟာခွေးဘာပြောတယ်ဆိုတာကိုမဖြေနိုင်ပါဆိုလို့ကြောက်လန့်တုန်ရင်နေကြပါတယ်အဲ့ဒီအချိန်မှာဦးပေါ်ဦးကရှေ့ကိုထွက်လာပြီးမှန်လားအဖေကျွန်တော်မျိုးသွားရောက်နားထောင်ပြီးလာရောက်လျှောက်တင်ပါမယ်လို့ဆိုကအဖေကိုထွက်သွားပါတယ်ခဏကြာမှဦးပေါ်ဦးပြန်လာပြီးဘယင်ကြီးကိုပြုံးလျက်လျှောက်တင်ပါတယ်မှန်လားပါဗျာအဲ့ဒီခွေးကတခြားအကြောင်းပြောနေတာမဟုတ်ပါဘူးသူကအရှင်မင်းကြီးဟာအင်မတန်ဘုံတခိုးကြီးမားပြီးတနာကျင်နာတတ်တဲ့မင်းမြတ်တစ်ပါးဖြစ်လို့ကျွန်တော်မျိုးလိုတိတ်ဆန်လေးတောင်အရှင်မင်းကြီးရဲ့နန်းတော်ရိပ်မှာလာရောက်ခိုလုံရတာဂုံယူပါတယ်လို့သုံးဝမ်းလွာပါနေတာပါဗျာလို့ရှောက်လိုက်ပါတယ်ဘယင်ကြီးဟာဥပေါ်ဦးရဲ့ပါးနတ်လှတဲ့စကားကြောင့်ဒေါသတွေပြေပြောက်သွားပြီးရေမောကအေးဥပေါ်ဦးကတော့ခွေးစကားတော့နားလည်နေပြီကိုလို့မိန့်တော်မူပါတယ်ဥပေါ်ဦးကတော့ဘယင်ကြီးရဲ့ဒေါသကိုဟာသနဲ့အေးငယ်ဟောက်လွတ်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်ဒီဇလန်လေးကပေးတဲ့အသိပညာဉာဏ်ပညာဖြင့်ဖြည့်ရှင်းခြင်းတင်းမာနေတဲ့အခြေအနေတစ်ခုကိုအမျက်ဒေါသနဲ့မဟုတ်ဘဲလိမ္မာပါးနတ်တဲ့စကားနဲ့ဖြည့်လော့နိုင်ပါတယ်စိတ်အေးချမ်းမှုပညာရှိဆိုတာဘေးပတ်ဝန်းကျင်ကိုအေးချမ်းအောင်လှုပ်ဆောင်နိုင်သူဖြစ်ရပါမယ်